ကြချမ်းသာရတန်ခါကိုယ်ွယ်စည်းစိမ်ကျွဲအပင်မကြချမ်းသာရကိုင်သားတို့တပည့်တို့အားလုံးဖရာတရားတန်ခါယတနာမြတ်သုံးပါရှိခိုးကြောက်မှာဖြစ်ပါတယ်ယတနာသုံးပါရှိခိုးပါအောင်ပတ္တနာစုဖေတော်မူပါဖရာတရားတန်ခါယတနာမြတ်သုံးပါသုံးကြည့်ပါထွက်နိုင်မှုကာယီပြေတောင်းတော်ဝေကေကဖောရောင်လည်းပါလို့စာပေဓမ္မခါဖယားစုအမေမလုံးဝေလာဝေမာတာမိခင်ကြီးအပေါ်၌၎င်းကြွေကြည်စုကြီးမားလာစွာသောဗိတာဖခင်ကြီးအပေါ်၌၎င်းသာသမီမြင့်မြတ်ပေါင်းကဖခင်ကြီးအပေါ်မှာကာယကံဝစီကံမနောကံကံသုံးပါးနဲ့အပြစ်များရှိခဲ့ရင်ခွင့်လို့ပေးပါတဲ့ဖဖဟုတ်ပြီနော်လူမလေးတော့တမခိုင်ဖခင်ကြီးရဲ့အပေါ်မှာကံသုံးပါးနဲ့အပြစ်တွေရှိခဲ့လားလူမလေးကာယကံခမည်းတော်ကျုပ်တို့ငယ်စဉ်အခါလေသားအရွယ်လောက်ကအဖေမေတို့ရဲ့မျက်နာကိုလက်ဖြင့်ကုတ်ဖက်မိခဲ့တဲ့ကာယကံအပြစ်တွေအဖေမေတို့ရဲ့ရေခွေပေါ်မှာမစင်အပေါ်လေးအငြိကြီးစွန့်ကပ်နေတဲ့ကာယကံအပြစ်တွေအဖေမေတို့ရဲ့ရင်ဝကိုခြေစုံကန်ခဲ့မိတဲ့ငယ်စဉ်အခါကကာယကံအပြစ်တွေဟုတ်ပြီနော်အလှမလှတကယနေ့မှစာရေးကြည်ပါဝစီကံပြရှိခဲ့ရင်လေဖခင်ကြီးကြည်ပါလို့သာသမီမြင့်မြတ်ပေါင်းကလက်စေပြထိတ်ပါကိုရှိခိုးကြော့ဖြစ်လို့အိုးလေလျက်ကြီးနေလျက်ကြီးနေအိုးလေလျက်ကြီးနေလျက်ကြီးနေလျက်ကြီးဘောကတာတိမြင့်ရဲ့ပေါင်းပါကာယဝတိကမတော်နာကတော့လည်းပြည့်စုံတယ်ဘုရားပေးပါလို့လက်စင်ကစိတ်ကို